ရောက်စီတိုင်းစုံတွေ့နေရနောက်ပြီးရင်ခွဲခွာတော့ဘာနေမကြီးကိုတပတ်ပြီးတပတ်နဲ့နေရငါတို့တဲမှာဒီရမတရားရှိခဲ့ရနေရမြအကန့်နားနေလို့လည်းရှင်မပြရုံလေးတွေခံစားမနဲ့ကကြောင်စဉ်းစားလေးမနေ့ကဆိုတာကိုတန်းတာငါတို့တယောက်ကိုတနေရာစီဝေးကောတချို့တွေကပူပြင်းတချို့တွေကအင်းရတဲ့ဒေတာငါကလည်းတရားကမှစနေကြနောက်ဆုံးလွတ်ဆက်ကြတဲ့ကဆရာတွေကိုတော့ကြတယ်အချင်းချင်းပွတ်ပွတ်ကြတယ်ချို့တွေကမင်းတော့တကယ်ချင်းပါပဲလက်ကြီးပါတွေဝဲလို့စိုးနေကြကဲဒါလေးထားပါကွာငါတို့ဘဝတွေမှာတကယ်ရှိခဲ့တော့ချစ်ဆုံးတငယ်ချင်းများဆုံးရခဲ့လားစင်နေတို့တွေအထူးရှိခဲ့လားနောက်ဆုံးတော့ချိန်ရံပြီးခွဲခွာတကယ်ချင်းများစွာထောင်ရဝေးခွာဒီဝတ်ထုမှာဆုံးရခဲ့ကြရပါစင်နေတို့တွေအထူးရှိခဲ့လားနောက်ဆုံးတော့ချိန်ရံပြီးခွဲခွာတကယ်ချင်းများစွာထောင်ရဝေးခွာဒီဝတ်ထုမှာဆုံးရခဲ့လာလေငါရိုက်တော့ငါလေးကဘယ်ရောက်ပါလဲသူရှိခဲ့လားနောက်ဆုံးတော့ချိန်ရံပြီးခွဲခွာတကယ်ချင်းများစွာထောင်ရဝေးခွာဒါလာတူးခဲ့